Nation boys Don't you take it and this Ni nyo chindi ane domya uji Pidu we alo le twelo chunyi Kaimado Seita Damado Ko ane shido chi မင်္ဂလာပါဗျမြန်မာ Nation Boys ရဲ့နိုင်ငံရေးမေးပေးကြစို့ဆိုတဲ့စီစဉ်ပြန်နေကြိုဆိုပါဗျဒီကောင်မေးပေးကြစို့စီစဉ်မှာဖိတ်ခေါ်ထားတဲ့ကိုယ်စားလှယ်လောင်းကတော့ပြည်သူ့ရှေ့ဆောင်ပါတီအတွက်ပြီးသုံးလို့ပေါ့နော်အဲ့ဒီကပြောင်းရှင်ပြိုင်မဲ့ကိုဆိုင်အောင်ဆိုပေါ့နော်ကိုဆိုင်အောင်ဆိုပဲဖြစ်ကိုဆိုင်အောင်ဆိုပဲဖြစ်ပေါ့ကျွန်တော်တို့ကကိုဆိုင်လို့တည်ထားတာကိုဆိုင်ရဲ့အဲ့ဒီကိုဆိုင်ရဲ့ကျွန်တော်တို့ရဲ့မြန်မာ Nation Boys ရဲ့ပြည်သက်ကြီးကိုမိတ်ဆက်ပေးပါအောင်လေမော်လို့အလုပ်ကိုင်းပါလို့နေတယ်ခုနကပညာရေးရှင်းလေးပါလေးပေါ့လေပြီးတော့မှဘယ်ကနေဝင်ပြီးရွေးချက်ခံပါလဲပေါ့ဟုတ်ကဲ့ပါဟုတ်မင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကတော့ဦးဆိုင်အောင်စုပေါ့နော်ကျွန်တော်တော့အခုလက်ရှိဒီပြည်သုံးလုံးရဲ့ပေါ့ကမာရွတ်တူဥက္ကဋ္ဌအနေနဲ့ရာထားခြင်းခံရတယ်ပေါ့နော်ပါတီရဲ့လုပ်ငန်းစဉ်တွေကိုလည်းကျွန်တော်လိုက်ကူညီဆောင်ရွက်နေတယ်ပေါ့နော်ကျွန်တော်ကတော့ဗဘဲတန်းမြို့နယ်ကိုစားပြုပြီးတော့FPTP တိုင်းဒေသကြီးအနေနဲ့ဝင်ရောက်ရှင်ပြိုင်ပါပါခင်ဗျကျွန်တော်ပညာရေးချင်းကတော့တတိယနှစ်ဥပဒေပေါ့နော်နောက်ပြီးတော့ကျန်တဲ့ diploma တွေလည်းယူထားတာပေါ့နော်အလုပ်ကိုင်အနေနဲ့ကတော့ကျွန်တော်ကဒီ accident မဖြစ်ခင်ပေါ့ကား accident မဖြစ်ခင်တော့ကျွန်တော်ကcustom clearance agent တို့အများကြီးကုမ္ပဏီပိုင်းဆိုင်ရာတွေတော်တော်များဝင်လုပ်ခဲ့ပါတယ်ခင်ဗျကားအစီအစဉ်ဖြစ်လိုက်သေးတာလားဘယ်ခုနှစ်ကလဲကျွန်တော်ဟိုဟာလီ2020ပေါ့နော်ကိုဗစ်ဒုတိယလိုင်းကာလမှာကျွန်တော်ကားအစီအစဉ်အကြီးစားဖြစ်သွားတယ်ခင်ဗျအဲ့ဒါကအဲ့တုန်းကလည်းဒီ Facebook တွေမှာဒီ social media တွေပေါ်မှာကားသုံးဖက်တိုင်တရွတ်တိုက်ပါသွားတယ်ဆိုပြီးတော့လူတော်တော်များသိကြပါအဲ့ဒါလားဟုတ်ကဲ့ကိုရဲရုံတော့တွေးလိုက်တယ်ဟုတ်ကဲ့ဒီလိုပြန်စုံမယ်လို့တော့မထင်မိဘူးလေဟုတ်ကဲ့ခင်ဗျဒါဆိုတော်တော်တော့ထိခိုက်ပါလားပေါ့ထိခိုက်တယ်ကျွန်တော်6တော့ဒီအယူတွေဆက်လိုက်ရတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်ဒီပါဘက်ချမ်းတွေတော်တော်လေးထိသွားတယ်ပေါ့ဒီရွတ်တိုက်ပါသွားဒီရွတ်တိုက်ပါသွားတာမသေးကောင်းမပြောက်ကောင်းနော်ဟုတ်ကဲ့ပါမှန်တော့ချိန်ရသိမကောင်းပြီးသွားနိုင်တာပေါ့ဟုတ်ကဲ့ပါညာသုံးမှတ်တိုင်လောက်ပါသွားတာသုံးမှတ်တိုင်အောင်ဒီရွတ်တိုက်ပါသွားတာလူဖြတ်တိုက်တာဟုတ်တယ်အဲ့ပေါ့အနောက်ကနေတိုက်ပြီးတော့အဲ့မှာသူတို့ကလည်းကားမောင်းတဲ့သူတွေကလည်းကျွန်တော်ပါလာမှမသိဘူးလေတိမ်မော်ရောညာလည်းတိုက်မိမှန်းတော့မသိဘူးလေတိုက်မိမှန်းတော့မသိတော့ပါဘူးเนาะအဲ့တော့ညာလည်းဖြစ်နေတဲ့အခါမှာကျွန်တော်ကအဲ့သူတို့အိမ်ထဲဒီပါသွားတာဖတ်လိုက်ရတယ်လေအိမ်ထဲဒီရောက်သွားဟုတ်ကဲ့ကျွန်တော်ကားအောက်ထဲကထုတ်တာတော့မှ2နာရီလောက်ကြာတယ်ညံ့နေတာပေါ့ခါနဲ့ဒီ6လောက်တွေနဲ့ညက်ပြီးတော့အဲ့တော့ပိုင်းဖြစ်သွားတာပေါ့နော်အမှန်လည်းပြောအပိုင်းတော့မဖြစ်ဘူးပေါ့ဒီရွတ်တိုက်မှာဒီအကျော်တွေဒီအသားတွေတော်တော်လေးတော့ဆွဲခံလိုက်ရတာပေါ့နော်အယိုးတွေတော့ပိုင်းမဖြစ်သွားဘူးအယိုးတော့မဖြစ်သွားဘူးတော်သေးတာပေါ့ဒါပေမဲ့ဒီ exhaust pipe လို့ခေါ်မလားအဲ့ဒါနဲ့ညှက်တဲ့ထန်ကြောင့်ပူတာပေါ့အယိုးတွေတော့ထိသွားတာထိတာပေါ့အဲ့တော့ကျွန်တော်မှာဒီအယိုးလေးဆက်လိုက်ရတာပေါ့ဟုတ်ကဲ့ကျွန်တော်လည်းကိုယ့်ရဲ့အရင်ဘဝဝှကျွေးတစ်ခုလိုပဲတတ်မှတ်ပါတယ်ဒါပေမဲ့မတီကောင်းမပြောက်ကောင်းဆိုတာကလည်းကိုယ့်ရဲ့လုတ်ခဲ့တဲ့ကောင်းမှုကုသိုလ်တစ်ခုခုကြောင့်လည်းအထောက်ပံ့ဖြစ်သွားလို့ဟောမလဲကားအောက်ထဲကိုရောက်ပြီးမှမတီမပြောက်ပြန်ထွက်လာဆိုဘာပြောလေဒါလည်းအင်မထူးခြားပါတယ်ဟုတ်ကဲ့အဲ့လိုအဲ့ဖတ်တာပေါ့ခုမှသိတာဆိုတော့အပြင်မှာလည်းကိုဆိုင်တဲ့စကားမဆက်မပြောမိတာပြောဖြစ်သေးတော့လေပြီးတော့ပြီးသုံးလုံးဒီပါတီကိုရောက်ဖြစ်တာတွေလည်းပြောပြပါအောင်ဟုတ်ကဲ့ကျွန်တော်ကားအက်ဆီဒန့်ဖြစ်ပြီးသွားတဲ့အချိန်မှာကျွန်တော်အမျိုးသမီးကဒီပြည်သုံးလုံးပါတီမှာအရန်တော့တက်ကြွလှူရှားသူလေလှူရှားသူကျွန်တော်ကအရင်တော့အမှန်တိုင်းပြောမယ်ဆိုရင်ဒီနိုင်ငံရေးဆိုတာကိုနားလဲမလဲလို့စိတ်လဲသိဝင်စားခဲ့ပြီပေါ့နော်အလုပ်လုံးမယ်ဒီလောက်ပဲကိုသိတာပေါ့နော်ဒါပေမဲ့ကျွန်တော်အမျိုးသမီးလုံနေတာတွေကိုကျွန်တော်ကြည့်တဲ့အချိန်မှာနောက်တစ်ခုကကျွန်တော်ဒီလိုဖြစ်သွားတဲ့အချိန်မှာရောနောက်အခုလက်ရှိမြန်မာနိုင်ငံရဲ့ခေတ်ကာလကိုကြည့်လိုက်တဲ့အချိန်မှာရောကျွန်တော်နိုင်ငံအတွက်เนาะတခုခုတော့လှုပ်ချင်နေဆိုရဲစိတ်ကူးပေါ်လာပြီးတော့ဒီအတိုင်းပဲကျွန်တော်နိုင်ငံရေးစလုပ်ဖို့စိတ်ကူးမိတာပေါ့
အဲ့တော့ကျွန်တော်တဖြည်းဖြည်းနဲ့ပြီးသုံးလုံးမှာစပြီးပါဝင်လာတာ ဟိုဒါပထမဆုံးချိန်ဒီကဘယ်ဝင်လာပေါ့ပထမဆုံး ဝင်လာပေါ့ခင်ဗျဟုတ်ကဲ့ အဲ့မှာလို့ဟိုလေးတော့တစ်ခုပါဗောနော်ဒါတော့ကြားပြပါဟိုနိုင်ငံပါတီအများကြီးရှိတယ်လေ ဟုတ်ကဲ့ အများကြီးရှိတော့အဲ့ထက်မှမှပြီးသုံးလုံးမှာဖြစ်လို့ရွေးပြတာလေကိုယ့်ရဲ့မိမကြောင့်လား အော်ဟုတ် ဒါဒီလေပြည်စလေးကြည့်အောင်တပြောက်ဆိုတော့ပါတီရဲ့ဟိုဒီမူဝါဒတွေနှစ်သက်လို့လား အော်ဟုတ်ကဲ့ မိမကြောင့်လား အော်ဟုတ်ကဲ့ဟိုပါပေါ့အမျိုးသမီးเจ้าတော့မရေလို့တော့မဟုတ်ပါဘူးဆရာပြောသလိုပါတီတွေအများကြီးရှိတယ်ဒါပေမဲ့အဲ့မှာကျွန်တော်ကကျွန်တော်မျက်စိကျမိတာပြီးသုံးလုံးပါတီဖြစ်နေတယ်ဆိုတော့အဲ့ဒီမှာရောက်သွားတဲ့အခါမှာလေလူငယ်ပညာတတ်တွေများနေတယ်ကျန်တဲ့ပါတီတွေမှာမရှိဘူးကျွန်တော်ပြောတာမဟုတ်ဘူးเนาะစီးပွားရေး background ကလာတဲ့လူတွေများတယ်အယောင်သွေးစုံတော့ကျွန်တော်မြင်ရတယ်နောက်ကိုယ်နဲ့လည်းနီးစပ်သွားတာလည်းပါတာပေါ့ အဲ့ပေါ့အဲ့ပေါ့ အဲ့တော့ကျွန်တော်ကနောက်ဒီအန်တီဒေါ်သက်ခိုင်ဒေါက်တာဒေါ်သက်ခိုင်ရဲ့ဟိုပုံရိပ်တွေသူ့ရဲ့ဟိုနိုင်ငံရေးညီမန်းချက်တွေကိုကျွန်တော်သဘောကျတယ်အဲ့ဒါနဲ့ကျွန်တော်ပြီးသုံးလုံးပါတီမှာပါဝင်ဖြစ်သွားတော့ဗျာ ဟုတ်ပါတယ်ဒီနှစ်ထဲမှာပဲပြီးသုံးလုံးရဲ့ဒီဒေါက်တာသက်ခိုင်ရဲ့ဒေသရှင်တွေဟိလုံးလေးချိန်တော့လောက်တာဟိုတော်တော်အထိတော့ manifesto တွေ ဟုတ်ကဲ့ပါဗျာ အဲ့ဒေသရှင်တွေလည်းတက်ရောက်ခဲ့ပါတယ်အဲ့တော့ဒီပါတီရဲ့လှုပ်ရှားမှုတွေလည်းကိုရီးယားသတိပြုမိတယ်မို့လေဒီနေ့လည်းဒီမြန်မာချင်းပွဲဆိုင်တင်ပေးပါတယ်အဲ့တော့ဟုတ်ပါတယ်ဒေါက်တာသက်ခိုင်အမျိုးသမီးတစ်ယောက်အနေနဲ့ကိုရှိမှလည်းအောင်မြင်နေတဲ့လုပ်ငန်းရှင်တစ်ယောက်လည်းဖြစ်တယ် ဟုတ်ကဲ့ပါ ဝန်ကြီးဘဝအတွေ့အကြုံလည်းရှိတယ်တော်တော်ကိုယ်လည်းအတွေ့အကြုံလည်းရှိတယ်သူကိုယ်တိုင်ကလေဆိုတော့ဒီပါတီရွေးချယ်တာဟိုကောင်းပါတယ်ကောင်းပါတယ် ဟုတ်ကဲ့ပါ ဟိုဟာလေးတစ်ခုပဲဟိုအရေးကြီးတဲ့ဟာလေးပြောစေချင်တယ်လေဟိုကပြည်သူလူထုကကိုယ့်ကိုရွေးချယ်လိုက်လို့တော်တော်လေးရောက်သွားခဲ့မယ်တော့မဟုတ်တော်တော်လေးရောက်ပြီးတော့နောက်တစ်ချိန် capital ထဲရောက်မယ်တခုခုပေါ့နော် ဟုတ်ကဲ့ capital ထဲရောက်ရင်တော့ဒါအုပ်ချုပ်ရေးဘိုင်းမှာရောက်သွားတော့အစိုးရဖွဲ့ဝင်ဖြစ်သွားရင်တော့ဟိုအများကြီးပို့ပြီးလုပ်ပိုင်ခွင့်ရှိတာပေါ့လွယ်ကူတာပေါ့အဲဒါမဲ့ဟိုဥပဒေပြုအာဏာဥပဒေပြင်တာတွေပြည့်စွက်တာတွေလုံးမဲ့ဖြစ်တယ်လွတ်တော်လေးကိုရောက်သွားရင်တော့ပြည်သူအတန်တွေထင်ဟပ်မဲ့နေရဆိုတော့အစိုးရကိုပေါင်းကူးပေးရမှာဟုတ်လွတ်တော်ကိုယ်စားလှယ်တယောက်ကအဲ့ဒီချိန်ကျရင်အစိုးရနဲ့ညှိနှိုင်းပြီးတော့ဒီပြည်သူတွေအတွက်ဘာလုပ်ပေးဖို့အစီအစဉ်ရှိလေကိုယ်စားလှယ်လောင်းတွေမှာတယောက်စီတော့တစ်ခုချင်းချင်းခုနပြောသွားလိုက်မှာတစ်ခုချင်းစီရွေးချက်တွေရှိကြတယ်လေသူကမန်းတော်ကြတော့လေဘယ်မီကန်တာသူတရားဆက်ဝေစားတယ်နောက်ပြီးတော့ခုနပြောတဲ့မဂျရနာဆွနိုင်ဆိုရင်တော့ပညာရေးကိုစိတ်ဝင်စားတယ်အဲ့လေးဦးစားပြီးပြောရတယ်ဦးစောဟန်ရေးဆိုရင်စီးပွားရေးအကြောင်းပြောသူတို့ကဏ္ဍတစ်ခုစီလောက်ကိုပဲ subject တစ်ခုစီကိုပဲရွေးပြီးပြောသွားကြတယ်လေ ဟုတ်ကဲ့ပါဗျာ အကုန်လုံးကြီးဘာလို့လုပ်ပေးမှမပြောဘူးပေါ့လေနောက်တစ်ခုကလည်းခုနပြောနိုင်ငံရေးမှာဆိုတာအများသောအားဖြင့်ကိုရီးပြည်လောက်ကလည်းတော်တော်လေးမရောက်ခင်မှသာဟိုကြီးကြီးတွေပြောမယ်အလုံးကြီးကြီးပြောမယ်လေးလုံးကြီးတွေပြီးရင်ပြည်သူတွေအတွက်ဘာလို့လုပ်ပေးမယ်တော့ပြောတယ်ပြီးရင်တော်တော်ရောက်တော့မေ့သွားတာလည်းများတယ်မလုပ်ပေးကြတာလည်းများတယ်ပေါ့လေဒါချိုးကိုရီးမြတ်နိုင်ငံရေးမှာတော်တော်များတယ်အဲ့လိုရှိကြတော့ကိုစိုင်းအောင်ဆိုတော့ပြည်သူတွေဘာတွေဂရိပေးမလဲလုံးနိုင်တာကိုပြောတာလေဘာတွေလုပ်ပေးမယ်လို့ဂရိပေးနိုင်တယ်အဲ့ဒါလေးတွေလည်းပြည်သူတွေသိအောင်တင်ပြပေးအောင်ဒါမှပြည်သူတွေကသူတို့ဒါဆိုရင်တော့ငါတို့ဘဝအတွက်ဘာတွေလုပ်ပေးမယ်ဒီကိုယ်စရငါတို့ရွေးမယ်လို့သူလည်းဆုံးဖြတ်လို့ရမှာဟုတ် ဟုတ်ကဲ့ပါ အဲ့လေးတင်ပြပေးပါဦး ဟုတ်ကဲ့ပါဗျာကျွန်တော်ဟိုပါပေါ့နော်ကဏ္ဍနှစ်ခုလောက်ကျွန်တော်ပြောချင်ပါတယ်ပထမဦးဆုံးအနေနဲ့ကတော့ကျွန်တော်ကအခုတော့ကျွန်တော် disable ဖြစ်သွားပြီပေါ့နော် disable ကဏ္ဍရဲ့နောက်တစ်ခုကကျွန်တော်ကဒီပပဲတန်းမှာကုစားပြုမဲ့ဟိုအမှတ်လောင်းပေါ့နော်အဲ့ဒီအတွက်ကျွန်တော်ပပဲတန်းအတွက်လည်းနည်းနည်းလေးပြောချင်ပါတယ်အဲ့တော့ပထမတစ်ခုအနေနဲ့ကကျွန်တော်တာမန်လူဘဝနေဒီလိုမတန်ဆွမ်းဘဝကိုနီးနီးပေါ့အဲ့လိုရောက်သွားတဲ့အချိန်မှာကျွန်တော်မတန်ဆွမ်းတွေကိုကိုချင်းစာမိလာတယ်